စူးတွေအပြည့်နဲ့ဒီတောရိုင်းပင်ကိုလမ်းဘေးမှာတွေ့ရင်ပေါင်းပင်လို့ထင်ပြီးချက်ချင်းနှုတ်ပြမိကြမလားဒါပေမဲ့တစ်ချိန်ကတရုတ်နိုင်ငံကြီးလက်ဒေသတွေမှာတော့ဒီအပင်ဟာအားဆေးတွေထက်တောင်ပိုပြီးတန်ဖိုးထားခံခဲ့ရတဲ့သဘာဝယတနာတစ်ပါးဖြစ်ခဲ့ပါတယ်သူ့ရဲ့နာမည်ကစူးဆန်ချီပင်စပိုင်းနီအမားယန်ဖြစ်ပါတယ်အရွက်တွေကြမ်းတမ်းပြီးစူးတွေနဲ့ဖုံးလွှမ်းနေတဲ့အတွက်ကြည့်ရတာတာမန်တောရိုင်းဟင်းနုနယ်ပင်တပင်လိုပဲထင်ရပါတယ်ဒါပေမဲ့တကယ်တန်ဖိုးရှိတဲ့အစိပ်ပိုင်းကတော့မြေကြီးအောက်မှာဝက်ထားတဲ့အမြစ်ပဲဖြစ်ပါတယ်ရခင်ကလူတွေဟာဒီအပင်ကိုအမြင့်မပြတ်စည်းစေပဲဂယုတစိုက်တူးယူကြပြီးမြေကြီးတွေကိုဆင်အောင်ဆေးကြပါတယ်အဲ့ဒီနောက်တကြားညိုနဲ့ရေထက်ကတန်တဲ့အိုးကြီးထဲမှာမီးအေးနဲ့ဖြည်းဖြည်းချင်းပြုတ်ကြပါတယ်မိနစ်20လောက်ကြာလာတဲ့အခါကြည်လင်တဲ့ရေဟာနီညိုရောင်ရင်းရင်အယောင်ဖြစ်ပြောင်းလဲလာတာကိုမြင်တွေ့ရပါတယ်လူအများစုရဲ့ယုံကြည်ချက်အရဒီအပင်မှာတက်ထုတက်များအပင်မှာရရှိတဲ့ပရိုတင်းတက်များနဲ့တဘာဝတက်တိုးဆန့်ကျင်ပစ္စည်းများပါဝင်နေတယ်လို့ဆိုကြပါတယ်ဒါကြောင့်မိသားစုအများအပြားကသူ့ကိုတဘာဝအေးစာတောက်စရာတစ်မျိုးဖြစ်တောက်သုံးခဲ့ကြပါတယ်ဒီနေ့ခေတ်မှာတော့တစ်ချိန်ကလေကွင်းတွေလမ်းဘေးတွေမှာအလွယ်ကူတွေ့ရတဲ့ဒီပင်အကြောင်းကိုလူအများကမေ့လျော့လာကြပါပြီ။ဒါကြောင့်နောက်တစ်ခါလမ်းဘေးမှာဒီစူးတွေနဲ့တောရိုင်းပင်ကိုတွေ့ရင်ပေါင်းပင်လို့မဆုံးဖြတ်ခင်သူ့ရဲ့နောက်ွယ်ကတန်ဖိုးကိုတစ်ချက်လောက်ပြန်စဉ်းစားကြည့်လိုက်ပါ။